္ဂလာပါတဲလေးတို့ရေစီချက်ခောက်ဆဲလေးစားကြပါဦးလားစားကြည့်လိုက်စီချက်ခောက်ဆွဲရှမ်းခောက်ဆွဲဗျာဥရှမ်းနော်ဥရှမ်းနော်ကျမဥရှမ်းဆိုင်နော်ရွှေပြည်သားဥရှမ်းဆိုင်မှာဥစားနေပါတယ်ရွှေပြည်သားရောက်နေပါတယ်ရှင်ခဏလာတာပါပြန်ပါစားကြအောင်ရှင်ကျွေးတယ်နော်ကျန်းခောက်တယ်တထုပ်မဲစီလာတာကျန်းခောက်တယ်တထုပ်စီချက်တစ်ပွဲတန်းနဲ့ရွှေပြည်သားဥရှမ်းဆိုင်မှာဝယ်စားကြတန်းတယ်နော်ရဟန်းရတာရှိတယ်စားလို့လည်းရမ်းကောင်းပါလေရှင်ဟုတ်ကြမှာတော့အားကြောင့်ရှင်အခုရက်တွေမှာမန်လေးတွေမဖြစ်နိုင်ပါဘူးရှင်ကိစ္စတွေကနည်းနည်းများသွားလို့ပါမနေ့ကျရင်လည်းခီးသွားပါအောင်မရှင်အခုအမေစီကိုခဏလာတာပါရွှေပြည်သားကိုခဏပြန်လာတာပါအခုရွှေပြည်သားကမနေတော့ပါဘူးရှင်တငင်းကုန်းစီအနောက်ဘက်မှာနေပါလေရှင်နေရာပြောင်းသွားပါပြီလို့အခုရက်မှာစောမအားလို့မန်လေးတွေမပြေးနိုင်လားဖြည့်ပေးနိုင်ပါဘူးအားရင်အားလို့ဖြည့်ပေးပါမယ်ရှင်အားပေးသူတိုင်းကိုလည်းချစ်ပါတယ်ရှင်နော်အားလုံးလည်းကျေးဇူးတင်ပါတယ်လို့နော်အားကြောင့်ရှင်ညစားကောင်းပါတယ်ပြည်ပြည်သားရောက်လို့ရှိရင်ဒီဆိုင်လေးမှာအားပေးနေကြဆိုင်လေးပါရှင်ဥရှမ်းသုံးနှစ်ကနေစင်းတိတ်မဝေးပါဘူးရှင်ဥရှမ်းရှမ်းခောက်ဆွဲဆိုင်ပါရှင်ရှမ်းခောက်ဆွဲဆိုင်ပြင်မဲ့စီချက်ရှမ်းခောက်ဆွဲရပါလေရှင်စားလို့လည်းညံကောင်းပါလေရှင်ရရင်ဝင်ပြီးအားပေးကြပါဦးလို့နော်စားပြီးအမေရှိကိုသွားမှာပါနေစားကောင်းပါလေရှင်ဒီဆိုင်လေးမှာဆိုရင်အရင်တော့စောစောနေကြဆိုင်လေးပါသွားမလဲခင်လည်းရင်းနှီးကြလေရှင်ဟိုအနောက်ဘက်မှာဆိုလို့ရှိရင်လည်းဟိုအနောက်ဘက်မှာဆိုလို့ရှိရင်ရာဆိုင်ရှိပါတယ်အဲ့ဆိုင်လေးမှာလည်းဒီတော့ဆိုတော်ဆော့ပါလေရှင်အောင်ကျေးဇူးတင်ပါတယ်ဘိုင်အားလို့ချစ်တယ်နော်